Hello ရိုမန်လေးနဲ့တူတူပုံမြင်လေးတွေနားထောင်ကြရအောင်ဒီနေ့တီလေးပြောပြပေးမဲ့ပုံမြင်လေးကတော့လှကျင်လွန်းနဲ့မင်းသမီးလေးရှေးတုန်းကဘယင်ကြီးတစ်ပါးမှာယူပဆန်နီဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတယ်ယူပဆန်နီလေးဟာဘယင်သမီးတော်ဖြစ်တဲ့အပြင်ရုပ်ရည်ကလည်းအင်မတန်ချောမောလွန်းလို့နန်းတော်တစ်ခုလုံးမှာသူ့ကိုမချစ်ခင်တဲ့သူမရှိဘူးတဲ့အားလုံးကဖူးဖူးမှုတ်ထားကြတာပေါ့အဲ့ဒီလောက်ကံကောင်းပြီးချောမော့နေပေမဲ့ယူပဆန်နီဟာလှတဲ့ပူလာပြီးလှကျင်လွန်းတာကြောင့်အချိန်ရှိသည့်အလှပဲပြင့်နေလေတယ်စာပေပညာလည်းတိတ်မသိမိန်းကလေးတို့တက်အပ်တဲ့ပညာရွက်ကိုလည်းမတင်ကြားမလေ့လာပဲလှဖို့တစ်ခုတည်းပဲစဉ်းစားနေတယ်တဲ့တနေ့တော့သူ့ရဲ့အထင်းတော်ကတောဆက်နားမှာနေတဲ့ပုံနာတစ်ယောက်ကချောမောလာပလာအောင်မန်းမုတ်တတ်တယ်လို့ကြားသိရပါတယ်တခင်မလေးလို့လာလျှောက်တင်လိုက်တယ်ယူပဆန်နီလည်းချက်ချင်းပဲဒီတည်းဟာအမှန်ပဲလားဝမ်းသာလိုက်တာလို့ပြောပြီးပိုလာဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတာအကြံထုတ်တော့တယ်အဲ့ဒီနောက်တော့ယူပဆန်နီလေးဟာခမဲတော်မင်းကြီးမသိအောင်နန်းတော်ထဲကနေတိတ်တိတ်ဆိတ်ထွက်ခါလာခဲ့ပြီးတောဆက်နာကပုံနာကြီးရှိရာကိုအရောက်သွားလေတဲ့ကံကောင်းစွာပဲပုံနာကြီးနဲ့တခါတည်းတွေ့လို့ယူပဆန်နီလေးကအိုးပုံနာကြီးကျမကိုလှပလာအောင်နီလန်းကောင်းလေးတွေရှိရင်ပြောပြပေးပါအောင်လို့ပြောလိုက်တယ်ဒီအခါပုံနာကြီးကသမီးတော်လေးတင်ဟာလှပြီးသားပဲမလိုတော့ပါဘူးလို့ပြောလိုက်တယ်အိုးဒီထက်ပိုလှခြင်းလို့ကုညီပါအောင်ပုံနာကြီးရဲ့လို့ယူပဆန်နီလေးကအတင်းတောင်းဆိုလေတဲ့ပုံနာကြီးလည်းကဲပြောမရတော့လေကုညီပေးရတာပေါ့လို့ပြောပြီးယူပဆန်နီလေးကိုထူးဆန်းနဲ့ပလဲပရီဆွဲကြိုးလေးကိုထုတ်ပေးလိုက်တယ်ဒီလယ်ဆွဲဟာကျွန်ုပ်တက်ကျွမ်းနဲ့ယူပမန်နန်တော်နဲ့မန်းမုတ်စီရင်ထားတဲ့လယ်ဆွဲဖြစ်ပါတယ်ဒီလယ်ဆွဲကိုဆင်မြန်းလိုက်တာနဲ့တင်ဟာဇဘူးတစ်ခွင်မှာအချောဆုံးအလှဆုံးမိန်းကလေးဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့ဒီလယ်ဆွဲကိုပြန်ချွတ်လိုက်မိတာနဲ့တင်ဟာအိုမင်းရင်ရော်သွားပြီးအကြီးတန်းအယုတ်ဆိုးဖြစ်သွားပါလိမ့်မယ်ကဲတင်ဘလို့သဘောရလဲလို့ပုံနာကြီးကယူပဆန်နီမင်းသမီးလေးကိုပြောလိုက်တယ်ယူပဆန်နီမင်းသမီးလေးဟာအလားဆုံးဖြစ်ဖို့ပဲအရေးကြီးနေလို့ကျန်တာတွေကိုဘာမှမတွေးတော့ပဲကိစ္စမရှိပါဘူးအမြဲတမ်းလှနေအောင်အမြဲတမ်းဝတ်ထားလိုက်ပါမယ်လို့ပြောလိုက်တာပေါ့အဲ့ဒီနောက်မှာတော့မင်းသမီးလေးဟာပုံနာကြီးစီကလက်ဆွဲကြိုးကိုယူပြီးဝတ်ဆင်မြန်းလိုက်တယ်ယူပဆန်နီလေးလည်းဝမ်းသာအားရနဲ့နန်းတော်ကိုပြန်လာခဲ့တော့တယ်နန်းတော်ရောက်တဲ့အခါမှာတော့ယူပဆန်နီလေးကိုခမဲတော်ဘုရင်ကြီးကတွေ့လိုက်တော့အယမ်းအံ့အားသင့်သွားတယ်သမီးတော်ရဲ့ဒီလောက်လှလုံးတော့သမီးတော်အတွက်အန္တရာယ်များလုံးပါတယ်အဆဆအရာရာတတိထားနေပါကွယ်လို့ဘုရင်ကြီးကဆုံးမလိုက်တယ်ဒါပေမဲ့ယူပဆန်နီလေးဟာမတိဟန်ပြူပြီးဘုရင်ကြီးရှိကထွက်ခဲ့တယ်သူ့ရဲ့စိတ်ထဲမှာတော့သူ့ရဲ့အလှအတွက်အယမ်းဝမ်းသာနေတာပေါ့ဒီလိုနဲ့ယူပဆန်နီလေးဟာအတိုင်းတိုင်းအပြည်ပြည်ရဲ့ဘယ်မင်းသမီးကမှမရှင်နိုင်အောင်ချောမောလွန်းနေတဲ့မင်းသမီးလေးတစ်ပါးဖြစ်နေတာပေါ့တနေ့မှာတော့ယူပဆန်နီလေးကနန်းတော်တွေကရေကန်တော်မှာပဲအမြဲရေချိုးနေရတာငါစိတ်ထဲမတန့်ရှင်းဘူးနန်းမျိုးတောင်ဘက်ကကြည်လင်အမြပြီးတွင်စီးဆင်းနေတဲ့ကြောက်ဆက်ရည်စမ်းရည်လေးတွေသာရေချိုးလိုက်ရရင်ငါရဲ့အသားရည်လေးတွေဟာဒီထက်ပိုပြီးစိုးပြေလက်ပသွားမှာပဲလို့စဉ်းစားမိတယ်ဒါကြောင့်မေတော်ဒီစီမှာသွားရောက်ပြီးခွင့်တောင်းကြည့်တယ်ဒါပေမဲ့မေတော်ကမြို့ပြင်မှာတားရဲတလိษံတွေပေါ်များလာပါပြီမေတော်ခွင့်မပြုနိုင်ဘူးသမီးတော်လို့ပြန်ပြောလိုက်တယ်မိဖုရားခွင့်မပြုတော့ယူပဆန်နီလေးဟာတိတ်ဆိတ်ညစ်သွားလေတယ်ဘယ်ထိန်တော်တွေကမှလည်းမိဖုရားကြီးရဲ့အမိန့်ကိုလွန်ဆန်ပြီးမပို့ရဲကြရှာဘူးဒီတော့ယူပဆန်နီလေးလည်းသူ့ဆုံးဖြတ်ချက်အတိုင်းဘသူမှမသိအောင်တိတ်တိတ်လေးထွက်လာခဲ့တယ်စမ်းကြောင်းလေးနားရောက်တော့သူသဘောကျတွင်စီးနေတဲ့စမ်းကြောင်းရည်တဲ့စင်းမိရေချိုးတော့တာပေါ့ယူပဆန်နီလေးဟာဒီလိုနဲ့စမ်းကြောင်းထဲမှာရေချိုးနေရင်ကြောက်တုံးတုံးကိုချော်နှင်းမိပြီးရေထဲကိုလဲကျသွားတော့တယ်စမ်းကြောင်းလေးဟာတိတ်မနှက်ပေမဲ့ရေစီးနေတော့ယူပဆန်နီလေးဟာရေထဲမှာမျောပါတယ်လို့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာသူ့လေပင်ကပလဲပရီလေးဟာရေထဲကိုပြုတ်ကျသွားလေတဲ့ကန်ဆိုးခြင်းတော့အဲ့ဒီအချိန်မှာသူ့အနာကိုကူးလာတဲ့ငါးကြီးတကောင်ကမြင်ပြီးအစာမတ်လို့ထိုးဟပ်သွားလေတယ်ချက်ချင်းပဲယူပဆန်နီလေးလဲချောမောလာပနေရာကနေအကြီးတန်းနဲ့အဖွားအိုကြီးပုံဖြစ်သွားလေတော့တယ်
ဒါကြောင့်ငါးကြီးရဲ့နောက်ကိုချက်ချင်းရေကူးပြီးအမိလိုက်ပေမဲ့ငါးကြီးကိုမတွေ့ရတော့ဘူးဒါပေမဲ့ဇွဲမလျှော့ပဲစမ်းချောင်းလေးစီးစင်းရလမ်းတစ်လျှောက်ကိုလိုက်ရှာနေမိတယ်အဲ့ဒီအချိန်မှာပလဲလေဆွဲကိုထိုးဟပ်သွားတဲ့ငါးကြီးကိုတငါတဲ့ဖမ်းဆီးသွားတယ်တငါတဲ့လည်းအိမ်ရောက်လို့ငါးကြီးရဲ့ဘိုက်ကိုခွဲမိတော့အထဲကပလဲပရီထွက်လာတာကိုတွေ့တာပေါ့ဒါနဲ့တငါတဲ့လည်းလေဆွဲကိုကိုင်းပြီးတအံတအောနဲ့ငေးကြည့်နေတော့တငါတဲ့ရဲ့အနောက်မှာရှိတဲ့အပင်တပင်ပေါ်ကဗျိုင်းတကောင်ဆင်းလာပြီးပလဲကုန်းကိုတုတ်ချီပြီးပြန်သွားလေတယ်အဲ့ဒီအချိန်မှာစမ်းချောင်းတစ်လျှောက်လိုက်ရှာနေတဲ့ယူပဆန်နီလေးကအကြီးတန်းနဲ့အဖွားကြီးရုပ်ရည်နဲ့တငါတဲ့ရှိရာကိုရောက်သွားလေတဲ့အမောင်လွတ်လင်ကျွန်ုပ်ရဲ့ပလဲလေဆွဲငါးကြီးဝါမြူသွားလို့တွေ့မိပါသလားတငါတဲ့လို့မေးလိုက်လေတယ်တငါတဲ့လေအခုလေးတင်မဲ့အဲ့ဒီလေဆွဲကိုဗျိုင်းတကောင်တုတ်ချီပြီးအနောက်အရက်ရှိရာကိုပြန်သွားပါတယ်လို့အမှန်တိုင်းပြောလိုက်လေတယ်ဒါနဲ့အမေအိုလည်းအနောက်ဘက်အရက်ကိုချက်ချင်းလိုက်သွားလေတော့တယ်လမ်းမှာတွေးသမျှလူတွေကိုမေးမြန်းကြည့်ပေမဲ့ဘယ်သူမှမသိကြဘူးတချို့လူတွေကဆိုရင်ဟာအဖွားကြီးတဲရှုပ်ပါလားသွားစမ်းပါလို့အော်ငေါက်မောင်းထုတ်လိုက်ကြတယ်ဒါနဲ့သူမဟာစိတ်ညစ်ပြီးထွက်လာတော့တနေရအရောက်တစ်ကိုင်းပေါ်မှာပြုတ်ပြက်လက်နေတဲ့အရာတစ်ခုကိုတွေ့မိလိုက်တယ်တေချာမောကြီးတော့မှဗျိုင်းတစ်ကောင်ရဲ့လေဘေးမှာသူမရဲ့လေဆွဲစွတ်လျက်သားဆွဲမိနေတာကိုတွေ့ရတယ်အဲ့ဒီဗျိုင်းဟာကိုရောင်ကိုဝါတောက်ပနေတာပေါ့သူမလည်းလေဆွဲပြန်လို့ခြင်းလို့ဗျိုင်းကိုအောက်ကနေအော်ဟစ်၆လန့်တော့တယ်ဗျိုင်းလဲလန့်ပြီးထပြန်သွားတော့သူမဟာဗျိုင်းပြန်ပြေးတဲ့နောက်ကိုအမီလိုက်ရတော့တာပေါ့ဗျိုင်းဟာမိုးပေါ်ကနေပြန်သွားရင်တင်းញိုင်းတစ်ခုမှာမီးတကြိုနေတဲ့မီးပုံပေါ်ကဖြက်ခနဲပြန်မိလေတယ်အဲ့ဒီတော့မီးအပူဟပ်ပြီးဗျိုင်းဟာမီးပုံနဲ့ပြုတ်ကျသွားလေတဲ့အဲ့ဒီနောက်တော့ဗျိုင်းလဲမီးလောင်ပြီးတည်သွားလေတယ်ဗျိုင်းငက်နဲ့အတူပလဲလေဆွဲလေးလဲပြမုတ်ဖြစ်သွားလေတယ်ဒီအကြောင်းတွေကိုနောက်ကပြေးလိုက်တဲ့အကြီးတန်းအဖွားအိုယူပဆန်နီတွေ့သွားပြီးပြပုံထဲမှာသူ့ရဲ့လေဆွဲကိုတွေ့လို့တွေ့ညာလိုက်ရှာမိလိုက်သေးတယ်ဒါပေမဲ့ပြတွေကလွယ်လို့ဘာမှရှာမတွေ့တော့ဘူးအဖွားအိုလဲမျောလင်းချက်မဲ့သွားတော့ငါဒုက္ခရောက်ပြီးပလဲလေဆွဲလဲမရှိတော့ဘူးဆိုတော့ငါဟာအခုလိုအထီးကျန်တဲ့အဖွားကြီးအဖြစ်နဲ့တက်လုံးနေရတော့မှာပါလားလို့တွေးမိပြီးပြပုံအနီးနားမှာပဲနေပြီးပြမုတ်တွေကနေတစ်ပင်ပေါက်လာမဲ့အချိန်ကိုထိုင်ဆောင်မျောနေရှာလေတဲ့ပလဲလေဆွဲပြမုတ်ကနေအပင်ပေါက်လာပြီးအသီးသီးလာရင်အဲ့အသီးတွေကိုလဲဆွဲလုပ်ပြီးဝိရမယ်ဒီတော့မှငါဟာအရင်လိုချောမောလှပတဲ့ရုပ်အစင်းကိုပြန်ရတော့မှာလို့ຫນွေမိုးဆောင်ရာသီတွေပြောင်းတဲ့အတိုင်းအဲ့ဒီတစ်ပင်ပေါက်လာမလားဆိုပြီးတော့အမြဲတမ်းရှာဖွေနေလေတဲ့သူ့ကိုတွေးကြတဲ့လူတွေအားလုံးကလည်းသူ့ကိုယူပဆန်နီမင်းသမီးလေးမှန်ဘူးမှမသိကြတော့ဘူးပေါ့သူ့ကိုကြည့်ပြီးဒီအဖွားကြီးဟာဒီတုတ်တန်တဝိုက်မှာပဲရစ်တီလာလုံနေတယ်ဘယ်ကမှန်းလည်းမသိပါဘူးကွာလို့လူတဦးကပြောတော့အိုးအယူမကြီးနေမှာပေါ့လို့တခြားတဦးကလည်းဖြေလိုက်တယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ပုံမအကြီးတန်လာတဲ့အဖွားကြီးဟာသူ့ရဲ့ရုပ်ရည်ကိုရေအိုင်တစ်ခုမှာပြန်မြင်မိပြီးထိတ်လန့်ပြီးတော့တေဆုံးသွားလေတဲ့သူမဟာတေဆုံးသွားပြီးတဲ့နောက်ငှက်တကောင်ဖြစ်သွားတယ်တဲ့အဲ့ဒီငှက်ဟာအလွန်ရုပ်ဆိုးအထီးကျန်ပြီးတောဆက်တင်းញိုင်းကုန်းနာမှာအမြဲရစ်တီလုံနေတဲ့လက်ဓာငှက်ကြီးပေါ့ကွယ်လာကျင်လွန်ပြီးမစင်စားမစင်ရင်တက်ရင်ဒီလိုပဲဖြစ်တတ်တယ်လို့ဒီပုံမြင်လေးကိုဖတ်ပြီးသင်ခန်းစာယူကြတော့ကလေးတို့ရေပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီကွယ်နောက်ထပ်ပုံမကောင်းမွန်တဲ့ပုံမြင်လေးတွေကိုနားထောင်ဖို့တီတီလေးရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်